ဒီနေ့ညနေစာကိုမတန်လို့နေတဲ့တိုက်ခိုင်ရဲ့အောက်ထပ်မှာရှိရဲ့ shopping mall က VNN ခောက်ဆွဲဆိုင်အောင်သွားဆောင်မှာဖြစ်ပါတယ်မစားခင်ခဏလေးရေကူးပန်ပတ်ကိုလန်တလားလာရေကူးတက်လာဆိုတော့ကိုတော့ပန်းလေးလာလို့ရလာအောင်မယ်သွားရမှာကွာအောက်ကိုဒီခောက်ဆွဲဆိုင်အားလဲလူတွေရဲ့အများတခါတလေကြဒီနေ့လူသိရှုပ်တာပဲစန်ဒေးမလို့လာမသိဘူးကဲဒီဆိုင်တော့မဟုတ်သေးဘူးနန်းနေနဲ့ဒုက္ခပေးနေဒီဆိုင်လည်းမဟုတ်ဘူးကဲတွေ့ပါပြီဖာတဲ့နာမည်ကတော့ဖာ VS ခောက်ဆွဲဖို့မဟုတ်ဖာတဲ့ဘာမှညမစားချင်မှာနောက်တစ်မျိုးကြည့်မယ်ဖာခောက်ဆွဲအရင်တစ်ခေါက်ကဒီခောက်ဆွဲလေးကိုစားလိုက်တာ beef combo အသားလုံးနေပါအသားလုံးသိမ့်မကြိုက်အသားပြားပဲကြိုက်တယ်အသားတွေကိုလုံးလိုက်မကြိုက်တော့ဒီခောက်တော့တစ်မျိုးပြောင်းစားမယ်pork ribs စားမယ်တခြားဟာတွေလည်းကြည့်မယ်ဒါပေမဲ့ pork ribs ကိုစားမယ်နိုင်ရုံခောက်ဆိုဝက်နိုင်ရုံခောက်ဆိုပေါ့နော်ဒါလေးစားမယ်ဒါလေးဒါလေးဆောက်လာအောင်မယ်လာပါပြီတမယာကြီးညင်မယ်ဒါပေမဲ့အယိုးကြီးတော့အယိုးကရမှန်းနဲ့တူတယ်တိတ်စိတ်ကမကြည့်တော့အယိုးပါသွားလို့ကိုကကိုမာချင်တာမာပြီးတားစားလို့ကောင်းတယ်အဲ့ဒါလေးခောက်ဆွဲပြီးညညံ့နေရပဲသူကလို့ပြောမလားရက်သမားတွေကိုကိုရီးယားတွေစားကြတယ်လေတောက်ကြရက်တောက်ပြီလို့ရှင်ဟန်ကိုပါဖြစ်လို့ရှင်ခောက်ဆွဲစားလိုက်လုံးဝရှီဝနေပေါ့အယိုးတွေကြိုက်နေရတွေ့မလားလက်ကြီးနဲ့အကုန်ကျေးဇူးပါ